ရက်30တိတိစမ်းသပ်ထားတဲ့ Surface Pro 7ရဲ့အကြောင်းလေးကို full review လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ laptop ကဘာအားသာလဲဘာအားနည်းချက်ရှိလဲကျွန်တော်အကုန်လုံးပြောပြသွားမယ်ကျွန်တော်ရောင်းနေတယ်ဆိုပေမဲ့ကျွန်တော်အားသာချက်အားနည်းချက်ကိုအပြည့်စုံကျွန်တော်ပြောပြသွားပါမယ်ဆိုတော့ video ကိုအဆုံးထိကြည့်ရှုဖို့မြတ်တရားခံအပ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဆက်က2019ခုနှစ်လောက်ကထုတ်ထားတာဖြစ်ပါတယ်လက်ရှိအချိန်မှာဘယ်လောက်ထိသုံးလို့အဆင်ပြေတယ်လဲဆိုတော့ကိုကျွန်တော်စမ်းသပ်ထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီ model Surface Pro 7မှာဘာ specification နဲ့လာလဲဆိုလို့ရှိရင်တော့ i3 i5 i7 အနေနဲ့လာတယ် generation 10နဲ့လာပါတယ် RAM အနေနဲ့လည်း 4K 8GB နဲ့ 16GB ထိပါပါတယ်လက်ရှိကျွန်တော်လက်ထဲကဆက်လေးကတော့ i5 10th generation မှာ RAM 8GB ပါတယ် SSD 256နဲ့လာပါတယ်ဆိုတော့ကျွန်တော်အ30တိတိအသုံးပြုခဲ့တဲ့နောက်မှာ specification နဲ့ကိုက်ညီအောင်တော့ကောင်းမွန်အသုံးပြုနိုင်သေးတယ်ကျွန်တော် office တွေ zone တွေ browsing တွေလောက်တာကတော့ပြောစရာမလိုဘူး multitasking လောက်တာလည်းအရန်အဆင်ပြေတယ်ပေါ့နော်ကျွန်တော် tab တွေကို10ခုလောက်ထိကောင်းမွန်ဖွင့်သုံးလို့ရပါတယ် performance တွေနဲ့ recommend ပေးလို့မရတာကတော့ကျွန်တော်တို့ video editing ကို share တော့လုပ်လို့မရပါဘူးဒါပေမဲ့လည်းပေါ့ပေါ့ပါပါတော့လုပ်လို့ရပါတယ်ပေါ့ပေါ့ပါပါလို့ပြောပေမဲ့ DJI နဲ့ရတဲ့ video quality တွေ iPhone နဲ့ရတဲ့ video quality တွေကိုတော့ကောင်းမွန် edit လုပ်လို့ရပါသေးတယ်ဒါကတော့ကျွန်တော် specification နဲ့ညီတဲ့ performance တွေကိုပြောပြသွားတာဖြစ်ပါတယ် battery ကိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမျိုး office use တွေ browsing တွေလုပ်မယ်ဆိုလို့ရှိရင်6နာရီပတ်ဝန်းကျင်ထိခံပါတယ်ဒါကတော့ကျွန်တော်သုံးတဲ့ laptop တွေထဲမှာတော်တော်လေးကိုအားခံတဲ့ထဲမှာပါပါတယ်ကျွန်တော်တို့အနေနဲ့ video editing တွေတောက်လျှောက်ထိုင်မယ်ဆိုလို့ရှိရင်တော့4နာရီ5နာရီကြားထဲမှာခံတယ်ဆိုတော့ဒါကတော့ laptop တစ်လုံးအတွက်တော်တော်ကိုကောင်းတယ်လို့ပြောလို့ရတဲ့ battery performance ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ battery ကိုတော့တော်တော်လေးကိုကြိုက်တယ်8 out of 10တိကိုပေးလို့ရပါတယ် body building နဲ့အားသာချက်အားနည်းချက်လေးတို့ပြောပြသွားမယ် body building အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အရင်ကိုပေါ့ပေါ့ပါပါရှိတဲ့ laptop လေးတွေပဲဖြစ်ပါတယ်သူကစာအုပ်တအုပ်အနေထားလောက်မှာကင်တွယ်လို့ရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့လည်းလက်တစ်ဖက်ကိုပေါ့ပေါ့ပါကင်လို့ရနေပါတယ်ပါတာဆိုတော့လည်းပါတယ်လို့ပြောလို့ရပါတယ်ဒါကသူ့ရဲ့အားသာချက်ပါတင်ရပြရတာလွယ်ကူတယ်အားနည်းချက်ကိုပြောပါဆိုလို့ရှိရင်ပါအောင်တိဆောက်ထားတဲ့ quality ဖြစ်တဲ့အတွက်ကြောင့်သူ့မှာပေါ့တယ်အများကြီးမပါပါဘူးเนาะဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့အားသွင်းပေါက်ပါမယ် magnetic အားသွင်းပေါက်ပေါ့နော် magnetic charger ကျွန်တော်တန်လိုက် charger ပါတယ်ပြီးလို့ရှိရင် USB ပါမယ် USB type C ပါပါတယ်ဆိုတော့ဒီလောက်ပဲပါတယ်ပေါ့နော်ကျွန်တော်ဒီ set တွေကပေါင်းအောင်လောက်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်ပေါ့တွေအများကြီးသုံးလို့မရပါဘူးသုံးရင်တော့ကျွန်တော်တို့ external port တွေနဲ့ပဲအသုံးပြုမှာဖြစ်ပါတယ်တော့ဒီ keyboard လေးတွေကတော့ Encantara keyboard လို့ခေါ်တယ်ရတာအရန်နဲ့smooth ဖြစ်တယ်လို့ပဲပြောရမလားပေါ့နော်တခြား Windows keyboard တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော်တော်လေးသုံးပြုလို့စီးပြီးမှာပါတယ်ဒါပေမဲ့ကြကြတက်တက်တော့သုံးလို့မရဘူးပေါ့နော်ဒီ laptop ကတခြား laptop တွေတက်ဘာအားသာမယ်ဆိုလို့ရှိရင်သူ့မှာ camera နှစ်ဖက်ပါပါတယ် back camera ရဲ့အရှေ့ camera ရပါတယ်နော်သူ camera နှစ်ဖက်လုံးပါတယ်ဒါကတော့တခြား laptop တွေတက်အားသာတယ်ဆိုတဲ့အချက်ပါနောက်ထပ်အားနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီ laptop လေးကကျွန်တော်တို့အခန်းအပူချိန်မြင့်တဲ့နေရာမှာသုံးမယ်ဆိုလို့ရှိရင်တော့ပူလွယ်တဲ့နေရာမှာပါတယ်ပေါ့နော်ဘာလို့ပူလွယ်လဲဆိုလို့ကျွန်တော်တခြား laptop တွေနဲ့ရှင်သုံးကြည့်တယ်ပေါ့နော် Dell တို့ Acer နဲ့ရှင်သုံးမယ်ဆိုလို့ရှိရင်ဒီကောင်ကအခန်းပူချိန်မြင့်တဲ့နေရာမှာဆိုလို့ရှိရင်တော့ပူလွယ်ပါတယ်အဲကျွန်တော်ပန်ကာပေးပြီးတော့သုံးဖို့လွယ်အပ်တယ်ဒီကိုကတော့ aircon ခန်းထဲမှာပဲသုံးရတယ်ဆိုလို့ရှိရင်တော့စိတ်ကြိုက်လွတ်လွတ်လပ်လပ်သုံးလို့ရတယ်တခြား set တွေတက် performance ပိုကောင်းတယ်ဒီလိုအခန်းပူချိန်မြင့်နေတယ်ဆိုလို့ရှိရင်တော့ performance ကျော့တတ်ပါတယ်ဒါလေးကတော့ကျွန်တော်သုံးတဲ့ထဲမှာကျွန်တော်စိတ်တိုင်းမကြတော့အချက်လို့ပဲပြောမယ်ပေါ့နော်ဆိုတော့အနည်းချုပ်အနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီ laptop ရဲ့အားသာချက်တွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင်တော့ i5 10th generation ဖြစ်တဲ့ RAM 8GB SSD 256ပါဝင်တယ်။ကြောင်းသုံးရုံးသုံးအတွက်အရန်နဲ့ရွေးချယ်လို့ကောင်းတဲ့ laptop လေးတစ်လုံးဖြစ်တယ်။ video editing အပေါ်စားတွေလည်းလုပ်လို့ရတယ်။နောက်ထပ်အားသာချက်က 2-in-1 laptop လေးဖြစ်ပါတယ်။ပေါ့ပေါ့ပါပါရှိတယ် build quality အရန်ကောင်းတယ်။အားနည်းချက်တွေကိုနှိမ့်ချုပ်ပြောမယ်ဆိုလို့ရှိရင်တော့ပေါ့အရန်နေတယ်အခန်းပူချိန်မြင့်တဲ့နေရာမှာသုံးမယ်ဆိုလို့ရှိရင်ပူလွယ်တယ် overall rating ပေးရမယ်ဆိုလို့ရှိရင်တော့8 out of 10လောက်ကျွန်တော်ပေးပါတယ်ဆိုတော့ Mate Zero တွေမှာလည်းဒီ laptop လေးကိုသုံးမှုတယ်ဆိုလို့ရှိရင်အားနည်းချက်အားသာချက်လေးတွေကိုကိုမမှညှိချပေးလို့ရပါတယ်ဆိုတော့ဒီ video လေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တော့ like and share လုပ်ပေးသွားကြပါနောက်ထပ်ဘာ video လေးတွေလာအောင်မလဲဆိုတော့ကိုလည်းစောင့်ကြည့်ပေးစေချင်ပါတယ်ကျွန်တော် MC မသေးပါအားလုံးကိုကျေးဇူးတင်ပါတယ်